ယနေ့ CI ဖြင့်ပြန်ကြသူများဖြစ်ပါသည် CI ခရီးစဉ်ဖြင့်ပြန်ကြသူများအားမလေးရှားလေဆိပ်မှစတင်ထွက်ခွာပြီးမြန်မာနိုင်ငံသို့ရောက်ရှိကြမည့်အခါမိဘဆွေမျိုးများနှင့်အဆက်အသွယ်များမပြတ်လတ်သွားစေရန်ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်ရန်အတွက်စီစဉ်ပေးထားပြီးဖြစ်လို့မလေးရှားနိုင်ငံပြည်နန်းလေဆိပ်မှလေယာဉ်ထွက်မည့်အချိန်မှာမလေးရှားစံတော်ချိန်ည9 နာရီကျော်ခန့်ဖြစ်ပြီးမြန်မာနိုင်ငံသို့လေယာဉ်ဆိုက်ရောက်မည့်အချိန်မှာလည်းမြန်မာစံတော်ချိန်ည9 နာရီကျော်ဖြစ်ပါသည်လေယာဉ်ဆိုက်ရောက်သည့်နှင့်လေဆိပ်ဆိုက်ရောက်ဖောင်များဖြစ်ဆွဲရခြင်းလာဝကကောင်တာများဖြတ်ကျော်ခြင်းမိမိတို့တည်ဆောင်လာကြသောပစ္စည်းများထုတ်ယူရခြင်းနှင့်အကောက်ခွန်ကာစတန်ကောင်တာများကိုဖြတ်ကျော်ကြရမည့်အတွက်မိဘဆွေမျိုးများကအဆင်ပြေပါစေကြောင်းသိရှိလိုကြသည့်အတွက်ဖုန်းခေါ်ဆိုမှုများကြောင့်ခရီးစဉ်များအားများစွာခက်ခဲကြန့်ကြာစေပါသည်မင်္ဂလာမွန်မှ CI ခရီးသည်များအားမလေးရှားမှမြန်မာပြည်အထိခရီးစဉ်များအတွင်းကိုယ်တိုင်ကိုယ်ကျလိုက်ပါကူညီဆောင်ရွက်ပေးနေသည့်အတွက်ကြောင့်စိတ်မပူကြရန်အတိပေးပါသည်လေဆိပ်အပြင်ရောက်ရှိမည့်အချိန်နှင့် CI ပြန်ကြသူများအတွက်တီခင်းဧည့်ခံမည့်အစားအသောက်များနှင့်အတူတဲခိုအိပ်ဆက်ရန်စီစဉ်ထားသောဟိုတယ်ရောက်မည့်အချိန်မြန်မာစံတော်ချိန်ည10 နာရီမှသာဖုန်းခေါ်ဆိုပေးကြပါရန်လေးစားစွာဖြင့်အတိပေးအပ်ပါသည်လိုအပ်ချက်များရှိခဲ့ရင်ကျွန်ုပ်ကိုပြောပါကောင်းမွန်လွန်တဲ့ဝန်ဆောင်မှုများအတွက်တင့်မိတ်ဆွေကိုပြောပေးပါကိုကျော်ဦးမင်္ဂလာမွန်ယုံကြည်စွာအလုပ်အပ်သူများကိုအထူးပင်ကျေးဇူးတင်ပါသည်